Hello အားလုံးပဲမင်္ဂလာပါဖိုးမချန်ကနေကြိုဆိုပါတယ်ပရီးမီးယားလိပွဲစဉ်30အဖြစ် Manchester United က Aston Villa ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ဆိုတော့ပွဲစဉ်တို့သူတို့နှစ်သင်းတွေ့တဲ့ပထမအကြိုတုန်းကတော့ Aston Villa က Morgan Rogers ရဲ့ကန်ချက်ကောင်းကောင်း2ဂိုးနဲ့2ဂိုးတကူဆိုတဲ့ရလနဲ့အနိုင်ရတယ်ပေါ့လေဆိုတော့အခုလက်ရှိပရီးမီးယားလိဇယားရက်တီမှုဘိုင်းမှာဆိုလို့ရှိရင် Manchester United နဲ့ Aston Villa ဟာအဆင့်3နဲ့4နေရာမှာရက်တူပြီးတော့51မှတ်စီကိုစီရထားတယ်ဆိုတော့ Aston Villa ကဂျားထဲမှာတောက်ချောက်ပွဲပန်းနေပြီးတော့ Manchester United ကတော့ဂျားထဲဘာပြိုင်ပွဲမှမကစားတော့နားရက်တွေအများကြီးရထားတယ်အိမ်ရှင်အဖြစ်လေကစားရမယ်ဆိုတော့ Aston Villa ကိုသူတို့အင်ပြေအားပြည့်နဲ့ရင်ဆိုင်သွားရဖို့ကျွန်တော်ရှိတယ်ပေါ့ဒါပေမဲ့လည်းလို့ Aston Villa ဟာသူတို့မှာဘယ်လိုနောက်ပိုင်းအပြောင်းလဲတွေကျွန်တော်တို့လှုပ်ရင်းပြန်ပြီးတော့ပြောင်းလဲဖို့ကြိုးပမ်းနေတယ်သူတပင်းကျွန်တော်တို့ပေါ့နော်ပြီးခဲ့တဲ့နေ့ကကစားခဲ့တဲ့ပွဲစဉ်တွေအထိကိုပဲNero number 10နေအဖြစ်ကစားနေကြတော့သို့တော်လည်းပဲတချို့ဒီ fullbacks တွေဟာဆိုလို့ရှိရင်တိုက်စစ်ကိုအရင်လိုက်တဲ့အနေထားတွေကအတိုင်းအတာတစ်ခုတွေ short ချလာပြီဆိုတော့ Aston Villa ရဲ့ဒီယာဒီပြဿနာတစ်ခုကသူတို့အနေနဲ့တိုက်စစ်မှာပေါ့နော်အခွင့်အရေးဖန်တီးမှုနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးရုန်းကန်နေရတယ်အဆင့်3အထိရောက်အဆင့်4အထိရောက်နေသည့်တိုင်အောင် Aston Villa ကတရားစီလုံးအနေထားနဲ့ဘယ်လိုတွေဖြတ်တန်းခဲ့ရလဲဆိုတော့ဂိုးရနိုင်ကြီးအရန်နေလုံးတဲ့အခြေအနေမျိုးတွေကနေခဏတိုင်းဂိုးတွေသွင်းရင်းနေပေါ့နော်သူတို့ကဘယ်လိုပြောမလဲနိုင်ပွဲတွေယူလာတာ Aston Villa ဟာ DRD Premier League မှာတိုက်စစ်အရာတော်တော်လေးကိုသွင်းကိုအနေထားနေပါတဲ့မှာပါတယ်ခံစစ်ပိုင်းမှာဆိုလို့ရှိရင်တော့သူတို့ခံစစ်ကမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လို့တိုက်စစ်ကဘယ်လိုပြောမလဲကျွန်တော်တို့ရတဲ့ရထိုက်တဲ့ဂိုးတွေမရဘူးပေါ့ပြီးရင်လည်းပဲပွဲမှာနိုင်သွားပြီဆိုရင်1-0 2-0 2-1တို့ပြီးအဲ့လိုသွင်းသွားတဲ့ဂိုးတွေမှာဆိုလို့ရှိရင်လည်းပဲ expected goals တွေအရအင်မတန်ကိုနည်းတဲ့အခြေအနေမျိုးတွေကနေဂိုးတွေသွင်းသွားတာဆိုတော့အပိုင်အခွင့်အရေးတွေဆိုတာမျိုးကတပွဲလုံးနေထားနေမှာတစ်ချိန်လောက်ပဲရတာလို့နော်ဒါမျိုးတွေသို့တော်လည်းပဲသူတို့သွင်းတဲ့ဂိုးအများစုကိုကျွန်တော်ကြည့်ရင်သွင်းရခတ်တဲ့အခြေအနေမျိုးတွေဂိုးရနိုင်ကြီးနည်းတဲ့အနေအထားမျိုးတွေကနေရသွားတော့Aston Villa ဟာဒီယာဒီနိုင်ပွဲတွေတော်တော်များများကိုမထင်မှတ်တဲ့ပုံစံနေနဲ့အနိုင်ယူထားတယ်လို့ပဲကျွန်တော်ပြောရမယ်ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒီ line နဲ့သူတို့တွေဘယ်လိုယူရိုပါလိရောင်းတော့ system ပထမအကြော့ပြည့်ရှိမယ်ကစားတယ်ပေါ့နော်ကစားတဲ့နေရာမှာသူတို့1-0နဲ့နိုင်တယ်တပွဲလုံးအနေထားနေမှာဂိုးပေါက်တဲ့အဲ့ဒီတစ်ချိန်ပဲကျွန်တော်ရှိတယ်ရတော့တဲ့ဂိုးမှာလည်း Oliver Kings ကောင်းတိုက်သွားတဲ့အလုံးကဘယ်လိုပြောမလဲဂိုးသမားကိုပဲကြော်ပြီးတော့တိုက်သွားတာဗျတော်တော်ကိုခဲစစ်နော်ပြီးရင်လည်းပဲသူနဲ့ဂိုးသမားတယောက်ချင်းတယောက်တွေ့တဲ့နေရာမှာလေ Watkins ကမကိုးဘူးဒါမျိုးတွေတိုက်စစ်မှာလည်း Tammy Abraham တို့နဲ့အစားထိုးထားတယ်ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က Douglas Lewis ကလည်းသူ့ရဲ့ Aston Villa ကိုပြန်လာမှပဲသူ့ခြေစွမ်းနေပြန်မြင်ရတော့တယ်ပေါ့ဆိုတော့ Aston Villa မှာကျွန်တော်တို့ဒီ Morgan Rogers တို့တော်တော်လေးချိန်ကြီးကောင်းနေတယ်ပြီးရင် Bundia တို့ဘာလို့ဆိုလို့ချင်းပွဲထွက်လူစင်းတွေမှာပြန်ကစားခွင့်တွေရနေပြီဆိုတော့ Aston Villa ရဲ့ခံစစ်ပိုင်းကဒီအမားတွေအများကြီးလောက်တာမျိုးเนาะလိုအပ်ချက်တွေအများကြီးပြတာမျိုးတွေရှိမနေပြီမဲ့လေလို့တိုက်စစ်ကလည်းဂိုးရနိုင်ကြီးအရင်နေတဲ့အခြေအနေမျိုးတွေပဲကြုံနေရတာအဲ့တော့ဒါတွေကကျွန်တော်အနေနဲ့ဒီပြီးခဲ့တဲ့ Chelsea နဲ့ပွဲတုန်းကလည်းသူတို့မြင်ခဲ့ရပြီးသွားပြီ Chelsea နဲ့ပွဲမှာဆိုရင်သူတို့ဥဆောင်ဂိုးရထားသည့်တိုင်အောင်၄ဂိုးတကူဆိုတဲ့ကြမ်းနဲ့သူတို့ရှုံးနေသွားတာဆိုတော့ United ကဒါကိုဘယ်လိုဖြေရှင်းမလဲ Aston Villa တို့ကဒါပြီးရင်လေ line နဲ့ကျွန်တော်တို့ပေါ့နော်second leg ရှင်မြိုင်ကစားမဲ့ Round of 16 Europa League ကိုလည်းသူတို့ရှိသေးတယ် United ကတော့ဂျားတိုင်းမှာဘာမှမရှိဘူးဗျာဆိုတော့ United အတွက်တော့ဒီပွဲကဘယ်လိုပြောမလဲကျွန်တော်တို့ Newcastle တို့နဲ့ပွဲမှာအကုန်ဒုက္ခရောက်ခဲ့ရပြီးတဲ့အခြေအနေမျိုးတွေမှာသင်ခန်းစာယူသင့်ပြီးဒါအပြင်အပြောင်းလဲတွေလည်းရှိသင့်ပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ Newcastle နဲ့ပွဲစဉ်မတိုင်ခင် Manchester United ပွဲဘက်ကဒီရလက်တီကောင်းနေပေါ့နော်နိုင်ပွဲတွေစက်တိုက်ရတယ်ပေါ့ဒါပေမဲ့ကစားပုံတွေကတော်တော်ကိုပြင်းစရာကောင်းတဲ့အခြေအနေမျိုးပြင်းစရာကောင်းနေဆိုတာပြိုင်ဘက်ကိုပေါ့နော်ကျွန်တော်အသာကြီးမယူနိုင်တာမျိုးတွေနော်ကိုယ့်ဘက်ကကျွန်တော်ကစားမကောင်းတွေရှိရတဲ့ကိုကစားမောက်တွေရဲ့ energy level တွေအရင်ကျနေပြီးတော့ intensity မြင့်သွားခြင်းနဲ့အတင်းနဲ့ကြုံတဲ့အခါကိုယ်တွေဒုက္ခရောက်သွားတာမျိုးတွေအများကြီးတိုင်ပက်တယ်သူများတင်းရဲ့ဘက်ကထိန်းချုပ်တာခံရတယ်ခဏတိုင်းပွဲချင်းအများစုမှာနိုင်တော့နိုင်သွားတာပဲပေါ့ဒါပေမဲ့အဲ့ဒါတွေကဒီ Newcastle နဲ့ပွဲမှာအကုန်ပေါ်ထပ်ပေါ်ပြီးတော့ဒုက္ခရောက်ခဲ့ရတာဆိုတော့ Chelsea ကကျွန်တော်တို့ဒါ Newcastle နဲ့တွေ့နေတယ်လို့ Liverpool ရဲ့ဘက်ကလည်း Spurs နဲ့ကျွန်တော်တွေ့နေတယ်ဆိုတော့ Aston Villa နဲ့ကိုတွေအမှတ်တူနေတဲ့နေရာမှာကိုတွေကထိတ်တိုက်တွေ့ဆုံမှုမှာအသာစီးယူရင်းကျွန်တော်နေတဲ့အမှတ်ဖြတ်ဖို့ကြိုးပမ်းရမှာပါသူများအသင်းတွေအမှတ်ရောနိုင်ခြင်းရှိတဲ့ပြိုင်ဘက်တွေနဲ့တွေ့နေတဲ့အချိန်မှာကိုအသင်းကသူများတွေလိုမျိုးဂျားပွဲတွေမကစားရဘူးနော်မကစားရတဲ့အချိန်မျိုးမှာ AACC ကျွန်တော်ဖြစ်နေတာဆိုတော့နိုင်ရက်တွေကျွန်တော်တို့ရှိထားတယ်ပို့ပြီးတော့ကောင်းတဲ့ပုံစံနေနဲ့အိမ်ဝင်းမှာတော့လုတ်ပြနိုင်တင်နေပေါ့ကျွန်တော်ရှေ့ပွဲတွေမှာနိုင်ခဲ့ပါတယ်ဆိုတော့ပွဲစဉ်တွေမှာတော့မှအိမ်ဝင်းလည်းဖြစ်တယ်နိုင်ရက်တွေလည်းအများကြီးရထားတာတော့မှကိုယ့်ရဲ့ energy level ကဘယ်လိုမှအဆင်ပြေမနေတာတွေကျွန်တော်တွေ့ရတယ်ဗျCrystal Palace တို့ဘာလို့ဆိုလို့ရှိရင်
ကိုရီနဲ့ကစားတဲ့ပွဲတုန်းကဆိုပဲလေးစ်တို့ဘာလို့ကဂျားပွဲတွေကစားထားတာကိုရီပါဂျားပွဲမှမရှိဘူးနော်ဒါပေမဲ့လို့ကိုအိမ်ဝင်နဲ့လာကစားတယ်ဒီကောင်တွေကပဲအကုန်လုံးပွဲကိုလူတို့ချုပ်ကင်သွားတာဘယ်လိုပြောမလဲအနီကက်တွေဘာတွေနဲ့ကိုရီအချိန်ကြီးကောင်းသွားလို့ဒါတော်တော်လေးကန်ကောင်းနေကျွန်တော်ပြောရမယ်အဲ့တော့ United အနေနဲ့ဒီ Aston Villa နဲ့ပွဲမှာလည်းဒီကောင်တွေပွဲပန်းနေလို့ကွာဆိုပြီးတော့ကျွန်တော်တို့ဒါဖြစ်လို့ရတဲ့နေမှာမပါဘူးပေါ့နော် short တွက်လို့ရတဲ့နေမှာမပါဘူးနောက်တစ်ခုကUnited အနေနဲ့ဒီခံစစ်ကတော်တော်ကို shaky ဖြစ်ပါတယ်ဒီ Aston Villa ရဲ့တိုက်စစ်ပိုင်းပေါ့နော်Aston Villa ရဲ့တိုက်စစ်ပိုင်းက ball striking ကောင်းတဲ့ကစားသမားတွေရှိတယ်ပြဿနာကိုယ့်ရဲ့ခံစစ်မှာဆိုလို့ရှိရင် in position မှာကော out of position မှာကောယူရိုတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဒီလစ်မပါနိုင်တာယူရိုကအရင် shaky ဖြစ်တာပြီးရင် Eden Heaven ကဘယ်လိုပြောမလဲ ready ဖြစ်သေးတယ်လို့ကျွန်တော်တို့မယူဆလို့မရသေးတာကြည့် Harry Maguire တယောက်လောက်ပဲအဆင်ပြေပြီးတော့ Luke Shaw တို့ Dalot တို့က inconsistent ဖြစ်တဲ့ကစားသမားတွေပြောလို့ရှိရင်ခြေသွမ်းတွေကမတည်ငြိမ်ဘူးဗျာအဲ့လိုမျိုးနဲ့ကျွန်တော်တို့ရုံးကန်တွေကတော့ခံစစ်ကတော်တော်ကိုရှိကြီးဖြစ်ပါတယ်ပို့ဆိုတာကကွင်းလေမရှင်နိုင်လို့ရှိရင်အဲ့ဒီခံစစ်ကပိုပေါက်တယ်အဲ့တော့ဒါကြောင့် United အတွက်ကလည်းနားရက်ရလို့ဆိုပြီးတော့အပြောင်းလဲဘာမှမရှိရင်ဘာမှကျွန်တော်တို့မျှော်လင့်လို့မရဘူးပေါ့နော်ဒါပေမဲ့လို့အင်ရှင်ဖြစ်ကစားမဲ့ခြေနေမျိုးမှာ Aston Villa ကလည်းနောက်ပိုင်းပရီးမီးယားလိပွဲတင်နေတောက်လျှောက်တိုင်ပတ်နေတော့ United နဲ့3 match ယူနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်တိုးတော်လည်းပဲ Aston Villa ရဲ့တိုက်စစ်ကတိတ်အခြေအနေမကောင်းတဲ့အနေအထားတွေကနေတော့ဂိုးတွေရနေတဲ့အခြေအနေမျိုးမှာကိုရီရှိကီဖြစ်တဲ့ခံစစ်ကိုယုံကြည်လို့တော့မရဘူးအဲ့တော့ကျွန်တော်ကတော့ကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် United အနေနဲ့တကယ်နိုင်မှလည်းကျွန်တော်ဖြစ်မယ်သူများတွေအသေးအံတခြားပြိုင်ပွဲတွေနဲ့တွားနေရတဲ့အချိန်မှာကိုရီကြံခဲ့လို့ကျွန်တော်မဖြစ်ပါဘူး AC ကစားပြီးအမှတ်မယူနိုင်ဘူးဆိုရင်ပေါ့နော်ဆိုတော့ညီကတို့ရောဒီပွဲမှာဘယ်လိုရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်